င်္ဂလာပါရှင်အိမ်မက်မြတ်နဲ့တုတ္တဝေဖြာ page ကကြိုဆိုလိုက်ပါတယ်လူတိုင်းကချမ်းသာခြင်းကြတယ်ပေါ့နော်အဲ့တော့ကိုချမ်းသာမှာလားကိုမှချမ်းသာဖို့ကံရှိရလားဆိုတော့စမ်းသပ်နိုင်တဲ့နည်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ဒီနည်းကအရန်လွယ်ပြီးတော့တိကျမှန်ကန်လို့ဝေမျှပေးလိုက်တာဖြစ်ပါတယ်ဘာတွေလိုသလဲဆိုရင်စာရွက်အဖြူလိုပါတယ်ပြီးတော့ရေးစရာမှင်အနက်လိုပါတယ်ဒီနှစ်ခုကတော့မဖြစ်မနေရှိရမယ်ပေါ့နော်စာရွက်အဖြူမှာမြင်းချောင်းတွေပါရင်လည်းရပါတယ်မှင်အနက်ကလည်းဘောပန်ဖြစ်ဖြစ်ဆော့ပန်ဖြစ်ဖြစ်စုပ်တန်းနဲ့ပဲရေးဘာနဲ့ရေးရပါတယ်နောက်ပြီးတော့ဒီနည်းကိုစမ်းသပ်တဲ့အခါမှာလည်းမြည်သည့်နေ့မှမဆိုစမ်းသပ်လို့ရပါတယ်ညဘက်တော့စမ်းရမှာပေါ့နော်ညဘက်ဆိုတော့ညမအိတ်ခင်ပေါ့ဘာလို့လဲဆိုခေါင်းအောက်မှာထားအိတ်ရမှာမို့လို့ပထမဆုံးရေးရမှာတော့တင့်နာမည်ရဲ့ပထမဆုံးစလုံးကိုရေးရပါတယ်အဲ့တော့ပထမဆုံးစလုံးဆိုရင်ကျမရဲ့နာမည်ကိုမြတ်ဆိုတာကိုရေးလိုက်တယ်ပေါ့နော်အဲကျမနာမည်ပထမဆုံးစလုံးကိုရေးထားတာပေါ့အဲ့ဒီအပေါ်ကနေမှသင်္ကေတကိုဆွဲရမှာပါဒီသင်္ကေတကတော့ဒီလိုကျမဆွဲပြရင်တော့နည်းနည်းခက်နေမှာပေါ့နော်အဲ့တော့ပထမဆုံးသင်္ကေတကိုဘယ်လိုဆွဲမလဲဆိုရင်ဝိုင်းလေးကိုဆွဲလိုက်ပါဆွဲပြီးအဲ့ဝိုင်းမှာအလယ်မှာမြင်းတစ်ကြောင်ထပ်ထည့်လိုက်ပါပြီးတော့အောက်ကနေမြင်းတစ်ကြောင်ထပ်ပြီးတော့ခံလိုက်ပါအဲ့ဒါဆိုဒီပုံဖြစ်သွားတယ်အဲ့ရနေမှဒီလိုအောက်ကနေအကွေးလေးထည့်လိုက်ရုံပဲပေါ့နော်ဒီနာမည်အပေါ်မှာရေးရမှာဖြစ်တဲ့အတွက်ပထမတော့နာမည်ရရှိထားမှာပေါ့နော်ဒါကျမပုံကိုမြင်အောင်လို့ဆွဲပြပေးတာပြီးတော့အထက်မှာလည်းရေးပြပေးထားမှာပါအဲ့လိုရေးထားတဲ့အခုလိုမျိုးဆွဲထားတဲ့သင်္ကေတရှိတဲ့ဟာလေးကိုခေါင်းအောက်မှာထားပြီးအိပ်ရပါတယ်ပထမညမှာတော့တိတ်ဘာမှအိမ်မက်မရတတ်ကြဘူးဒါပေမဲ့ဒုတိယညမှာတော့အိမ်မက်ရတတ်ပါတယ်အဲ့ဒီအိမ်မက်ထဲမှာသင်ကပျော်ရွှင်နေတဲ့အောင်မြင်နေတဲ့ပတ်စံတွေအများကြီးရှိနေတယ်ပေါ့နော်ချမ်းသာကြွယ်ဝနေတယ်ဆိုတာမျိုးသင်ရဲ့အနာဂတ်ပေါ့ future မှာဘယ်လိုရှိနေမယ်ဆိုတော့အိမ်မက်ကပြပေးတာပေါ့နော်တကယ်လို့ဘာအိမ်မက်မှမမက်ဘူးဆိုရင်အဲ့ဒါဆိုရင်တော့သင်အတွက်နည်းနည်းလေးတော့လိုသေးမယ်ဖြစ်ပါလိမ့်မယ်ဒီလိုမှမဟုတ်ပဲနဲ့သင်ကဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးဆိုရင်တော့အိုက်စာရွက်ကပျောက်သွားတာတို့ကိုကကလေးတွေပဲရှိလို့ကလေးကပဲဆွဲယူလိုက်တာတို့ဒါမှမဟုတ်ကိုမိန်းမကပဲဒီစာရွက်ကြီးကိုထုတ်ပြီးလှုပ်ပစ်လိုက်တာအဲ့လိုလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လူတယောက်ရဲ့ကံကြမ္မာပြောလို့မရပါဘူးဒီစာရွက်ကပျောက်သွားလို့ပြက်သွားလို့သင်ရတစ်သက်လုံးမချမ်းသာဘူးလို့ပြောလို့တော့မရပါဘူးဒါပေမဲ့လက်တလောအခြေအနေမှာတော့ချမ်းသာဖို့ကံမပါသေးဘူးလို့ပြောတာပါနောက်နှစ်ရှိရင်လည်းလည်းပါလာမှာပေါ့နော်အဲ့တော့ဒီနည်းလေးကိုစမ်းကြည့်လိုက်ပါဒါသင်ရဲ့နီးဟာ future ကိုပြတဲ့ဟာဖြစ်တဲ့အတွက်ပါလုပ်ကြည့်ပါရှင်ကျေးဇူးတင်ပါတယ်